ကျမအခုပြောပြမယ်နီလန်ရှိခုကိုတည်သွားရင်တင့်ကိုဘယ်သူမှလိန်လို့မရတော့သလိုဘလို့ခက်ခဲတဲ့ပြဿနာမျိုးကိုမဆို genius တယောက်လိုဖြစ်ရှင်းလာတာပါလိမ့်မယ် Carla Andrew ကိုရေးသားထားတဲ့ Critical Thinking Master စာအုပ်မှာအဓိကအားဖြင့်အခန်း၈ခန်းပါဝင်ပါတယ်မာတိက Table of Contents Introduction to Critical Thinking ဝေဖန်ပိုင်းခြားနိုင်သောအတွေးခေါ်အခြေခံနှင့်မိတ်ဆက် Logic and Reasoning ယုတ်တိဗေဒနှင့်ကြိုးကြောင်းဆင်ခြင်ခြင်း The power of asking the right questions မှန်ကန်သောမေးခွန်းများမေးမြန်းခြင်း၏စွမ်းအား Identifying cognitive biases မိမိဘာသာမသိလိုက်ပဲဖြစ်ပေါ်နေတတ်သောအမြင်စားမှုဗလိုက်မှုများကိုခွဲခြားသိမြင်ခြင်း Common logical fallacies လူအများအမှားမှားယွင်းတွေးခေါ်တတ်ကြသောယုတ်တိဗေဒဆိုင်ရာအလွဲများ Problem solving strategies ပြဿနာများကိုစနစ်တကျဖြေရှင်းနိုင်မည့်နည်းဗျူဟာများ Effective decision making ထိရောက်ပြီးမှန်ကန်သောဆုံးဖြတ်ချက်များချမှတ်ခြင်း Critical thinking for personal growth မိမိကိုယ်ကိုမိမိတိုးတက်ပြောင်းလဲစေရန်ဝေဖန်ပိုင်းခြားတွေးခေါ်မှုကိုလက်တွေ့အသုံးချခြင်းအကြံပြုချက်ဒီစာအုပ်ကသင်ရဲ့အတွေးခေါ်တွေကိုပုံမစနစ်တကျဖြစ်စေပြီးအချက်အလက်တွေကိုဝေဖန်ပိုင်းခြားနိုင်စွမ်းတိုးတက်စေဖို့အတွက်အများကြီးအထောက်အကူပြုပါတယ်အခန်း1မှာတော့ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းရဲ့အခြေခံအုတ်မြစ်တွေကိုအဓိကထားရှင်းပြထားပါတယ်အခန်း1ဝေဖန်ပိုင်းခြားနိုင်သောအတွေးခေါ်အခြေခံနှင့်မိတ်ဆက် Introduction to Critical Thinking ဒီအခန်းမှာစာရေးသူကကျမတို့ရဲ့နေ့စဉ်တွေးခေါ်ပုံတွေကိုပြန်လည်ဆန်းစစ်ဖို့တိုက်တွန်းထားပြီးအောက်ပါအချက်တွေကိုအဓိကထားဆွေးနွေးထားပါတယ်နံပါတ်1ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဆိုတာဘာလဲဒါဟာတစ်စုံတစ်ခုကိုအလွယ်တကူလက်ခံလိုက်တာမျိုးမဟုတ်ပဲအထက်လက်တွေကိုဓမ္မတိထန်ကြခွဲခြားစိတ်ထားပြီးမှယုံကြည်တာသို့မဟုတ်ဆုံးမချက်ချတာလို့ဆိုလိုပါတယ်မိမိရဲ့ခံစားချက်သို့မဟုတ်တစ်ဖက်သက်အစွဲလန်းနေပေါ်မှာမမူတည်ပဲခံလုံတဲ့ထောက်ထားပေါ်မှာပဲအခြေခံထားတာဖြစ်ပါတယ်နံပါတ်2တာမန်အတွေးနဲ့ဝေဖန်ပိုင်းခြားတွေးခေါ်မှုကွာခြားချက်တာမန်အတွေး passive thinking သတင်းချက်လက်တွေကိုမြင်တဲ့အတိုင်းကြားတဲ့အတိုင်းဘာအမေကိုမထုတ်ပဲလက်ခံလိုက်တာမျိုးပါဝေဖန်ပိုင်းခြားတွေးခေါ်မှု active thinking ဒါကတကယ်ရောဟုတ်ရဲ့လားဒီအချက်လက်ကဘယ်ကလာတာလဲဆိုပြီးတော့အများနဲ့ဆက်စစ်မေးခွန်းထုတ်တာမျိုးပါနံပါတ်3ဘာကြောင့်ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းရှိဖို့လိုအပ်တာလဲသတင်းအမှားတွေကိုခွဲခြားနိုင်ဖို့အခုခေတ်လိုသတင်းချက်လက်တွေအများကြီးရှိနေတဲ့အချိန်မှာဘယ်ဟာကအမှန်ဘယ်ဟာကလောက်ကျန်သတင်းလဲဆိုတာခွဲခြားနိုင်ဖို့ဖြစ်ပါတယ်ပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်များချနိုင်ဖို့ဘဝရဲ့အရေးကြီးတဲ့အလှည့်ပြောင်းတွေမှာမှားရတဲ့ဆုံးဖြတ်ချက်တွေမချမိစေဖို့အထောက်အကူပြုပါတယ်ပြဿနာကိုထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့ပြဿနာတစ်ခုရဲ့အပေါ်ယံကိုပဲမကြည့်ပဲမြေဖြားခံရအကြောင်းရင်းကိုရှာဖွေနိုင်စွမ်းရှိလာစေပါတယ်နံပါတ်4ဝေဖန်ပိုင်းခြားတွေးခေါ်သူတယောက်ရဲ့အရေးချင်းများပွင့်လင်းသောစိတ်ရှိခြင်း open mindedness မိမိအမြင်နဲ့မတူတာတွေကိုလည်းနားထောင်နိုင်စွမ်းရှိခြင်းစူးစမ်းလိုစိတ်ရှိခြင်းအရာရာကိုအမြဲသိလိုစိတ်နဲ့မေးခွန်းထုတ်ခြင်းတန်တရားရှိခြင်းအချက်အလက်တစ်ခုကိုအလွယ်တကူမယုံကြည်ပဲသက်သေထောက်ထားကိုရှာဖွေခြင်းအကျဉ်းချုပ်အခန်း1ဟာကျမတို့ရဲ့တွေးခေါ်ပုံ system ကို update လုပ်ဖို့အတွက်လိုအပ်တဲ့ mindset ကိုပြင်ဆင်ပေးတဲ့အခန်းပဲဖြစ်ပါတယ်အခန်း2ဟာဝေဖန်ပိုင်းခြားတွေးခေါ်မှုရဲ့အသက်သွေးကြောဖြစ်တဲ့ယုတ်တိဗေဒ logic ကြောင်းကိုအသေးစိတ်ရှင်းပြထားတာဖြစ်ပါတယ်အခန်း2ယုတ်တိဗေဒနဲ့ကြိုးကြောင်းဆင်ခြင်ခြင်း logic and reasoning ဒီအခန်းမှာကျမတို့ရဲ့အတွေးတွေကိုဘယ်လိုစနစ်တကျတည်ဆောက်အောင်လဲဆိုတာကိုဖော်ပြထားပါတယ်နံပါတ်1အဆိုပြုချက်နဲ့ကောက်ချက် premise and conclusion ယုတ်တိဗေဒအရာစဉ်းစားရမှာအခြေခံအဆိုပြုချက် premise တွေကနေဏိဂုံးကောက်ချက် conclusion တစ်ခုကိုဘယ်လိုဆွဲထုတ်အောင်လဲဆိုတာကိုသင်ပေးထားပါတယ်ဥပမာလူအလုံးသည်သေတတ်သည် premise 1မောင်မောင်သည်လူဖြစ်သည် premise 2ထို့ကြောင့်မောင်မောင်သည်သေတတ်သည် conclusion နံပါတ်2စင်ကြယ်နည်းမျိုးစား2မျိုးဒီစာအုပ်မှာအရေးကြီးတဲ့စင်ကြယ်နည်းတစ်ခုကိုခွဲခြားပြထားပါတယ် deductive reasoning အထွေထွေမှအထူးသောစင်ကြယ်ခြင်းအထွေထွေအမှန်တရားကနေတဦးချင်းတစ်ချက်ချင်းစီရဲ့အဖြေကိုရှာတာပါအခြေခံအချက်တွေမှတ်ရင်ကောက်ချက်က100%မှန်ကန်ရပါမယ် inductive reasoning ဆက်လက်ညမှာအထွေထွေသောစင်ကြယ်ခြင်းကိုရီဖြစ်ဖြစ်လေးတွေကိုစူးစီးပြီးတော့အထွေထွေကောက်ချက်ချတာပါဥပမာငါတွေ့ဘူးသူ့အကြီးကနေကအမဲရောင်မယ်ဒါကြောင့်ကြီးကမှန်တယ်များအမဲရောင်ဖြစ်နိုင်တယ်ဆိုတဲ့ခန့်မှန်းချက်မျိုးပါဒါက100%မသေးချာပဲမဲ့ဖြစ်နိုင်ခြေကိုပြပါတယ်နံပါတ်3ခိုင်လုံသောအကြောင်းပြချက် validity and soundness စဉ်းစားပုံစဉ်းစားနည်း logic မှန်အောင်နဲ့မလုံလောက်ပါဘူး
ကိုအခြေခံထားတဲ့အချက်လက်ကလည်းမှန်ကန်နေဖို့လိုအပ်ပါတယ်အတွေ့တစ်ခုဟာခိုင်လုံဖို့ soundness တွေ logic လည်းမှန်ရမယ်အချက်လက်လည်းမှန်ရမယ်ဆိုတာကိုရှင်းပြထားပါတယ်နံပါတ်၄စိတ်ခံစားမှုကိုဖယ်ထုတ်ခြင်း removing emotions ကျမတို့ဟာတခါတလေတစုံတစ်ယောက်ကိုချစ်လို့သို့မဟုတ်မုန်းလို့သူတို့ပြောတဲ့အပေါ်ယုတ်တိမရှိပဲလက်ခံတတ်ကြပါတယ်အခန်းနှစ်မှာတော့စိတ်ခံစားမှုတွေကိုမေးဖယ်ထားပြီးအရှိကိုရှိတိုင်းဘယ်လိုကြည့်ရမလဲဆိုတာလမ်းညွှန်ပေးထားပါတယ်အချင်းချုပ်အခန်းနှစ်ဟာတင့်ရဲ့အတွေးခေါ်တွေမှာအပေါက်ပြဲမရှိအောင်တခြားသူရဲ့အလှည့်ဖြားတဲ့စကားတွေကိုရုပ်ထိပေးရနဲ့ဘယ်လိုခွဲခြားစိတ်ဖြာအောင်လဲဆိုတာကိုအုံမြင့်ချပေးတဲ့အခန်းပဲဖြစ်ပါတယ်အခန်း3ဟာဝေဖန်ပိုင်းခြားတွေးခေါ်သူတယောက်အတွက်အရေးကြီးဆုံးလက်နက်ဖြစ်တဲ့မေကွန်းထုတ်ခြင်းကြောင့်ကိုအသေးစိတ်ရှင်းပြထားပါတယ်အခန်း3မှန်ကန်သောမေကွန်းများမေးမြန်းခြင်း၏စွမ်းအား The power of asking the right questions ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုတာအဖြေတွေကိုလိုက်ရှာနေရတဲ့မှန်ကန်တဲ့မေကွန်းတွေကိုမေးတတ်ဖို့ပိုအရေးကြီးကြောင်းစာရေးသူကအလေးပေးထားပါတယ်နံပါတ်1 Socratic နည်းကျမေကွန်းထုတ်ခြင်း Socratic questioning ဒါဟာဒီအခန်းရဲ့အနှစ်သာရပါအကြောင်းအရာတစ်ခုကိုနက်နက်ရှိုင်းရှိုင်းသိမြင်ဖို့အောက်ပါမေကွန်းပုံစံတွေကိုအသုံးပြုရပါမယ်ရှင်းလင်းစေမည့်မေကွန်းများ clarification ဒါကိုနောက်တစ်မျိုးဘယ်လိုရှင်းပြလို့ရမလဲမင်းဆိုလိုတာကဒါလားယူဆချက်များကိုစစ်ဆေးခြင်း challenging assumptions ဒါဟာအများနဲ့မှန်နေမှာလားဒီလိုဖြစ်ဖို့ဘာလို့လိုအပ်ပါသလဲသက်သေအထောက်အထားမေးမြန်းခြင်း evidence ဒါကိုဘယ်အချက်လက်တွေကထောက်ခံထားပါသလဲဒီအချက်ကယုံကြည်စိတ်ချရရဲ့လားအမြင်အမျိုးမျိုးကိုကြည့်ခြင်း perspective တခြားလူတွေကရောဒါကိုဘယ်လိုမြင်နိုင်မလဲဒါနဲ့ဆက်ညစ်ဘက်အယူဆကဘာရှိမလဲနံပါတ်2အကြောင်းရင်းမြစ်ကိုရှာဖွေခြင်း The 5 whys technique ပြဿနာတစ်ခုရဲ့အပေါ်ယံအဖြေကိုပဲမယူဘဲတကယ်စနစ်ကိုသိနိုင်မှုဘာကြောင့်လဲ why ဆိုတဲ့မေးခွန်းကို9ချိန်ဇက်တိုင်မေးတဲ့နည်းလမ်းကိုရှင်းပြထားပါတယ်နံပါတ်3ပိတ်သောမေးခွန်းနဲ့ဖွင့်ထားသောမေးခွန်း close first open question close question ဟုတ်ကဲ့မဟုတ်လောက်ပဲဖြေလို့ရတဲ့မေးခွန်းတွေကအတွေးခေါ်ကိုပိတ်ပင်တတ်ပါတယ် open question ဘယ်လိုမျိုးလဲဘာကြောင့်လဲစတဲ့မေးခွန်းတွေကသာအတွေးအသစ်တွေကိုပွင့်ထွက်စေပြီးဆွေးနွေးမှုကိုပုံမကျယ်ပြန့်စေပါတယ်နံပါတ်4ဥဆောင်မေးခွန်းများကိုရှောင်ကျဉ်ခြင်း avoiding leading question မိမိအလိုရှိတဲ့အဖြစ်ထွက်လာအောင်တစ်ဖက်လူကိုလမ်းကြောင်းပေးတဲ့မေးခွန်းမျိုးဥပမာဒီအစီအစဉ်ကကောင်းတယ်မဟုတ်လားလို့မမေးဖို့သတိပေးထားပါတယ်။ဒါဟာဓမ္မဋ္ဌာန်းကြကြစဉ်းစားမှုကိုအဟန့်အတားဖြစ်စေလိုပါ။အကျဉ်းချုပ်အခန်း3ကကျမတို့ကိုအချက်အလက်တွေကိုလက်ခံလို့အဖြစ်ကနေစူးစမ်းဆန်းစစ်သူဖြစ်ပြောင်းလဲပေးလိုက်တာပါ။မှန်ကန်တဲ့မေးခွန်းတစ်ခုကအဖြေမှားတစ်ထောင်ထက်ပိုပြီးတန်ဖိုးရှိအောင်တင် जा ပေးထားပါတယ်။အခန်းလေးဟာကျမတို့ရဲ့အုံနောက်ကသတင်းချက်တွေကိုပုံဖော်ရမှာမသိစိတ်ကနေဘယ်လိုမျိုးအမှားတွေလုပ်တတ်တယ်လဲဆိုတာဖွင့်ချပြထားတဲ့အခန်းပဲဖြစ်ပါတယ်။အခန်းလေးမိမိဘာသာမသိလိုက်ပဲဖြစ်ပေါ်နေတတ်သောအမြင်ဆောင်မှုများကိုခွဲခြားသိမြင်ခြင်း identifying cognitive biases ကျမတို့အုံနောက်ဟာအလောက်ရှုပ်တတ်တာအောင်ဖြတ်လန်းတွေကိုသုံးပြီးစဉ်းစားတတ်ပါတယ်အဲ့လိုဖြတ်လန်းသုံးလိုက်တာဟာတစ်ခါတလေမှာလက်တွေ့အမှန်တရားနဲ့လွဲချော်သွားစေပြီးအမြင်ဆောင်မှုတွေကိုဖြစ်ပေါ်စေပါတယ်ဒီအခန်းမှာအတွေ့အကြုံအများဆုံး cognitive biases တွေကိုအခုလိုရှင်းပြထားပါတယ်နံပါတ်1အတိတ်ပြုလို့သောဗလိုက်မှု confirmation bias ဒါဟာလူတိုင်းမှာရှိတတ်တဲ့အားနည်းချက်ပါကိုယုံကြည်ထားတဲ့ယူဆကိုထောက်ခံတဲ့အချက်လက်တွေကိုပဲလိုက်ရှာပြီးကိုနဲ့မတူတဲ့အမြင်တွေကိုကြတော့ပယ်ချလိုက်တာမျိုးဖြစ်ပါတယ်ဥပမာဒီဆေးကကောင်းတယ်လို့ကိုကယုံကြည်ထားရင်အဲ့ဒီဆေးကောင်းဝတ်တွေကိုပဲမြင်ပြီးတော့ဘေးထွက်ဆိုးကျိုးတွေကိုကြားလို့ရှုမိရမျိုးပါနံပါတ်2 Dunning-Kruger အကျိုးသက်ရောက်မှု Dunning-Kruger effect တခုခုကိုအပေါ်ယံလောက်ပဲတည်ထားတဲ့သူကသူ့ကိုယ်သူအကုန်သိရလို့ထင်ပြီး over confident တကယ်ကျွမ်းကျင်သူတွေကကြတော့သူတို့မသိသေးတာတွေအများကြီးရှိရဆိုတာသိနေလို့သူတို့ကိုသူတို့ယုံကြည်မှုနဲ့နေတတ်တာမျိုးပါနံပါတ်3မြင်သာထင်သာရှိမှုပေါ်အခြေခံခြင်း availability heuristic ကိုယ့်ရဲ့စိတ်ထဲမှာအမှတ်ရဆုံးဖြစ်နေတဲ့သတင်းချက်လက်တွေပေါ်မူတည်ပြီးဆုံးဖြတ်ချက်ချလိုက်တာပါဥပမာလေရင်ပြကြတဲ့သတင်းတစ်ခုကြည့်ပြီးသွားရင်လေရင်စီးရတာကားစီးရတဲ့ပိုပြီးအနေများတယ်လို့တရားလေးယုံကြည်သွားတာမျိုးဖြစ်ပါတယ်တကယ်တော့စီးရဲစရာရာကားပိုပြီးအနေများပါတယ်နံပါတ်4နစ်နာပြီးသားအတွက်နှမျောတွန့်တိုမှု sunk cost fallacy တခုခုမှာအချိန်နဲ့ငွေရင်းနှီးထားပြီးသားမို့လို့ဒါဆက်လက်ဖို့မတင်တော်တော့လားသိနေရင်တော့လက်မလွတ်နိုင်မဆက်လုပ်နေရမျိုးပါဥပမာရုပ်ရှင်တကားအရန်ညံ့နေပေမဲ့လက်မဖို့ပေးထားတော့ပြီးအောင်ကြည့်ရမျိုးစင်မပြေရဲ့လုပ်ငန်းတစ်ခုကိုပတ်စံရင်းထားမျိုးဆက်လုပ်နေရမျိုးပါနံပါတ်5အုပ်စုလိုက်စဉ်းစားမှု group thinking
မိမိရဲ့ကိုယ်ပိုင်အမြင်ထက်အညာကလက်ခံထားတဲ့အမြင်ကိုပဲလိုက်ပြီးလက်ခံလိုက်တာမျိုးပါ။အောက်ဆိုရဲမှာလူထုလူစားမဖြစ်ချင်လို့ကိုယ့်ရဲ့ဝေဖန်မှချနိုင်စွမ်းကိုပိတ်ပင်ထားတတ်ကြပါတယ်။အချင်းချုပ်အခန်းလေးကကျမတို့ရဲ့အုံနောက်ထဲမှာရှိနေတဲ့ default error တွေကိုသတိပြုမိစေဖို့သင်ကြားပေးပါတယ်။ကို့မှာဘာအမြင်ဆောင်မှုတွေရှိနေလဲဆိုတာကိုသိတာဟာဝေဖန်မှချဒုက္ခဆိုတရားဖြစ်လာဖို့ပထမဆုံးခြေလှမ်းပါပဲ။အခန်းကဟာတစ်ဖက်လူရဲ့အငင်းခုန်လေးဒါမှမဟုတ်ကိုယ့်ရဲ့အတွေ့အကြုံမှာပါနေတဲ့ရုပ်ထိဗေဒဆိုင်ရာအမှားယွင်း logical fallacy တွေကိုဘယ်လိုဖော်ထုတ်ရမလဲဆိုတာကိုလမ်းညွှန်ပေးထားပါတယ်။ဒီအခန်းဟာဆွေးနွေးငင်းခုန်တဲ့အခါဒါမှမဟုတ်ကြော်ညာတဲ့သတင်းတွေဆွဆောက်မှုကိုခံရတဲ့အခါအရန်သုံးဝင်ပါတယ်။အတွေ့အများဆုံး logical fallacy တွေကိုအပေါ်တိုင်းရှင်းပြထားပါတယ်။အခန်းကရုပ်ထိဗေဒဆိုင်ရာအလွဲအများ common logical fallacy ရုပ်ထိဗေဒဆိုင်ရာအလွဲဆိုတာဟာအပေါ်ယံကြည့်ရင်မှန်တယ်လို့နဲ့တကယ်နဲ့ဆက်သက်ကြည့်ရင်တော့ကြိုးကြောင်းဆင်ခြင်မှုမခါတဲ့အမှားတွေကိုဆိုလိုပါတယ်။နံပါတ်1လူပုဂ္ဂိုလ်ကိုတိုက်ခိုက်ခြင်း ad hominem တစ်ဖက်လူရဲ့အဆိုပြုချက်ဒါမှမဟုတ်အချက်လက်ကိုမချေပပဲအဲ့လူရဲ့ကိုချင်းတရားနောက်ခံသို့မဟုတ်ရုပ်ရည်ကိုတိုက်ခိုက်ပြီးနိုင်မှုကြိုးစားတာမျိုးပါ။ဥပမာသူကစစ်တဲ့တော့တဲ့သူပဲသူပြောတဲ့ကျမရဲ့အကြောင်းကိုငါတို့နားထောင်မှုမလိုပါဘူးလို့ပြောတာမျိုးပါ။သူပြောတဲ့အချက်လက်ကမှန်နေနိုင်ပေမဲ့လူကိုပဲကြည့်ပြီးတော့ပတ်ချလိုက်တာပါ။နံပါတ်2ကောက်ရိုးရုပ်ဖန်တီးပြီးတိုက်ခိုက်ခြင်း straw man တစ်ဖက်လူပြောချင်တဲ့တကယ်အထိပ္ပယ်ကိုမဟုတ်ပဲအဲ့ဒီဆိုပြီးချက်ကိုပုံဖြတ်ပြီးတော့ပုံပုံဆိုးရတဲ့ပုံစံကောက်ရိုးရုပ်ဖြင့်ဖန်တီးပြီးမှပြန်တိုက်ခိုက်တာပါဥပမာကလေးတွေကိုကျောင်းမှာအားကစားဘောလုံးခိုင်းတယ်လို့တယောက်ကပြောရင်နောက်တစ်ယောက်ကမင်းကကလေးတွေကိုစာမသင်ခိုင်းပဲတနေ့ကုန်ကစားခိုင်းနေတာလို့ပုံဖြတ်ပြောဆိုတာမျိုးပါနံပါတ်3ချော်လဲခဏန်းတွေးခေါ်မှု slippery slope တင်းငယ်တဲ့ပြောင်းလဲတစ်ခုကိုခွင့်ပြုလိုက်ရင်နောက်ဆုံးမှာအလွန်ဆွေးရတဲ့ကျိုးဆက်တွေထောက်ထားမရှိပဲဇက်လိုက်ဖြစ်သွားလိမ့်မယ်လို့တွေးတာမျိုးပါဥပမာကလေးကိုဒီနေ့ဂိမ်းပေးဆွားရရင်နောက်ဆိုစာမလုပ်တော့ဘူးအဲ့ဒီကလည်းလူမိုက်ဖြစ်သွားလိမ့်မယ်လို့အစွမ်းရောက်တွေးတာမျိုးပါနံပါတ်4လမ်းနဲ့တွေ့အမှား false dilemma black and white thinking တကယ်တမ်းမှာရွေးချယ်ကြတွေအများကြီးရှိနေနိုင်ပေမဲ့လမ်းတစ်ခုပဲရှိတယ်အောင်ပြောတာမျိုးပါဥပမာမင်းငါ့ဘက်မှာမရှိရင်ငါ့ရန်သူပဲလို့ပြောတာမျိုးပါတကယ်တော့ရန်သူလည်းမဟုတ်မိတ်ဆွေလည်းမဟုတ်တဲ့ဂျားနေလူတွေရှိနိုင်ပါတယ်နံပါတ်5အာဏာပိုင်သို့မဟုတ်လူသိများသူကိုအခြေခံခြင်း appeal to authority အကြမ်းအရာတစ်ခုကကျွမ်းကျင်သူသို့မဟုတ်နာမည်ကြီးသူတယောက်ကပြောလို့မှန်ရမလို့စတာမျိုးပါဥပမာဒီမင်းသားကဒီဗီတာမင်ဆေးကိုတောက်တယ်လို့ပြောထားတာပဲဒါကြောင့်ဒီဆေးကအကောင်းဆုံးဖြစ်ရမယ်လို့ယုံကြည်တာမျိုးပါအချင်းချုပ်အခန်းကတင့်ကိုတစ်ဖက်လူရဲ့အလှည့်ကွက်တွေထဲမှာမပါသွားအောင်အကာအကွယ်ပေးပါတယ်ဒီရလွဲတွေကိုသိထားရင်တင်ကိုယ်တိုင်လည်းပုံမခံလို့တဲ့အငင်းခုန်တွေကိုတိစောက်နိုင်လာမှာပါအခန်း6ဟာဝေဖန်မှချဒုက္ခမှုကိုလက်တွေ့ဘက်ကအခက်အခဲတွေဖြေရှင်းရမှာဘလို့သုံးချရမလဲဆိုတာကိုလမ်းညွှန်ပေးထားတယ် action oriented လက်တွေ့ဆန်သောအခန်းဖြစ်ပါတယ်အခန်း6ပြဿနာများကိုစနစ်တကျဖြေရှင်းနိုင်မည့်နည်းဗျူဟာများ problem solving strategy ပြဿနာတစ်ခုကိုဖြေရှင်းရမှာဆက်လိုက်မှန်မှမလုပ်ပဲစနစ်တကျအစစ်အစစ်လုပ်ဆောင်နိုင်မှုအောက်ပါနည်းဗျူဟာတွေကိုတင်ပြထားပါတယ်နံပါတ်1ပြဿနာကိုတိတိကျကျသတ်မှတ်ခြင်း defining the problem idea ရှင်ကြီး Einstein ပြောသလိုပဲပြဿနာကိုဖြေရှင်းဖို့တနာရီပေးရင်55မိနစ်ကိုပြဿနာကဘာလဲဆိုတာရှာဖွေဖို့သုံးမယ်ဆိုတဲ့အတိုင်းပါပဲအပေါ်ရဲ့လက္ခဏာနဲ့တကယ်ပြဿနာကိုခွဲခြားတတ်ဖို့လိုပါတယ်ဥပမာခေါင်းကိုက်တာကလက္ခဏာဖြစ်ပြီးအေးမွားတာကတကယ်ပြဿနာဖြစ်နိုင်ပါတယ်နံပါတ်2မြင်ဖျားခိုင်ရာအကြောင်းရင်းကိုရှာဖွေခြင်း root cause analysis fishbone diagram ငါးရိုးပုံစံစရာပြဿနာတစ်ခုကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုလူစက်ပစ္စည်းနီးလံပတ်ဝန်းကျင်စသဖြင့်အုပ်စုခွဲပြီးတော့စနစ်တကျရှာဖွေနည်းကိုရှင်းပြထားပါတယ် SWOT analysis မိမိရဲ့အားသာချက်အားနည်းချက်အခွင့်အလမ်းနဲ့ချင်းချောက်မှုတွေကိုတွက်ချက်ပြီးအကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်တာမျိုးပါနံပါတ်3ဖန်တီးမှုရှိသောအတွေးခေါ် divergent versus convergent thinking divergent thinking အဖြစ်တစ်ခုတည်းကိုမကြည့်ပဲဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းပေါင်းစုံကို brainstorming လုပ်ပြီးတော့ဖော်ထုတ်တာပါ convergent thinking ထောက်ရတဲ့နည်းလမ်းတွေကမှအကောင်းဆုံးအဖြစ်နိုင်ဆုံးနည်းလမ်းကိုဝေဖန်ချပြီးတော့ရွေးထုတ်တာပါနံပါတ်4ဆုံးမချက်ချမှတ်ခြင်းစီရာ decision matrix ရွေးချယ်စာနည်းလမ်းတွေအများကြီးရှိနေရင်ဘယ်ဟာကပိုကောင်းမလဲဆိုတာကိုကုန်ကြစိတ်ကြာချိန်ရလက်စတဲ့ချက်တွေနဲ့အမှတ်ပေးပြီးတော့တွက်ချက်တဲ့နည်းလမ်းဖြစ်ပါတယ်နံပါတ်5လက်တွေ့ကောင်တဲ့ဖော်ခြင်းနဲ့ပြန်လည်ဆန်းစစ်ခြင်း implementation and feedback အဖြစ်တစ်ခုကိုရွေးချယ်ပြီးရင်လက်တွေ့စမ်းသပ်ရပါမယ်မအောင်မြင်လဲဘာကြောင့်လဲဆိုတာကိုဝေဖန်မှချပြီးတော့နည်းလမ်းတစ်ကိုပြန်လည်ရှာဖွေရမလို့ဆိုပါတယ်အချင်းချုပ်အခန်း6ကကျမတို့ကိုပြဿနာတစ်ခုကြုံလာရင်ထိတ်လန့်မသွားပဲအင်ဂျင်နီယာတယောက်လိုစနစ်ကျခွင့်ချက်ဆက်ရွာပြီးဖြည့်ရှင်းတတ်စေဖို့လေ့ကျင့်ပေးပါတယ်အခန်း9ဟာဝေဖန်မှချတွေ့ခေါ်မယ့်နောက်ဆုံးပတ်နိုင်ဖြစ်တဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်ခြင်းကြောင်းကိုလေးပေးဖော်ပြထားပါတယ်အခန်း9
ထိရောက်ပြီးမှန်ကန်သောဆုံးဖြတ်ချက်များချမှတ်ခြင်း effective decision making ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုတာစဉ်းစားနေုံနဲ့မဟုတ်ပဲလက်တွေ့ဘဝမှာပုံမကောင်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်မှုဖြစ်ကြောင်းစာရေးသူကရှင်းပြထားပါတယ်။နံပါတ်1ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာမူပေါင်း framework for decision making စနစ်တကျဆုံးဖြတ်ချက်ချဖို့အောက်ပါအဆင့်တွေလွှမ်းနိုင်တင်ပါတယ်။ပန်းနိုင်ကိုရှင်းလင်းစွာသတ်မှတ်ခြင်းငါတကယ်ဘာကိုလိုချင်တာလဲဆိုတာကိုအရင်ဆုံးသိဖို့လိုပါတယ်။ရွေးချယ်စရာများကိုရှာဖွေခြင်းအဖြစ်ကာကြီးနဲ့ခါဝေးပဲရှိတာမဟုတ်ပဲတခြားကားနဲ့ကာကြီးစားရဖြစ်နိုင်ခြေတွေကိုပါစဉ်းစားပါအချက်အလက်များကိုချိန်ဆခြင်းရွေးချယ်မှုတစ်ခုချင်းစီရဲ့ကောင်းကွယ်စိုးကွက်တွေကိုဓမ္မရည်ထိုင်ကြကြနှိုင်းရှင်ပါနံပါတ်2ဒုတိယအဆင့်ကြိုးသက်ရောက်မှုကိုစဉ်းစားခြင်း second order thinking ဒါကအရန်ရေးကြီးတဲ့အချက်ပါတာမန်သူတွေကငါဒါလို့ရင်ဘာဖြစ်မလဲ first order ဆိုတာပဲစဉ်းစားကြပေမဲ့ဝေဖန်မှချသူတွေကတော့အဲ့ဒီဖြစ်လာတဲ့ရလဒ်ကြောင့်နောက်ထပ်ဘာတွေဆက်ဖြစ်နိုင်တယ်လဲ second order ဆိုတာကိုပါကြိုတင်တွက်ဆက်ကြပါတယ်ဥပမာအခုအချိန်ဖြုံးလိုက်ရင်ချက်ချင်းတော့ပြောရပေမဲ့ first order ရေရှည်မှာတော့အလုပ်တွေပုံသွားပြီးစိတ်ပီစီမှုတွေဖြစ်လာနိုင်တာ second order မျိုးကိုမြင်အောင်ကြည့်ရပါနံပါတ်3လက်လွတ်ဆုံးရှုံးမှုတန်ဖိုး opportunity cost သင်ရွေးချယ်မှုတစ်ခုကိုပြုလုပ်လိုက်တိုင်းမှာတခြားရွေးချယ်မှုတစ်ခုကိုဆွတ်လွတ်ရတယ်ဆိုတာသတိပြုရပါမယ်ငါဒါကိုရွေးလိုက်တဲ့အတွက်ဘာလို့လက်လွတ်လိုက်ရပြီလဲဆိုတဲ့မေးခွန်းကသင်ကိုပုံမတန်မိုးရှိဆုံးဖြတ်ချက်တွေချနိုင်အောင်ကူညီပေးပါလိမ့်မယ်နံပါတ်4ဆုံးဖြတ်ချက်ချရရင်တွေ့ရတတ်သောအခက်အခဲများ analysis paralysis စဉ်းစားလို့မီဆုံးဖြတ်မရခြင်းအချက်အလက်တွေအများကြီးကိုလိုက်ရှာနေနဲ့ဘာမှမလုပ်ဖြစ်တော့တဲ့အခြေအနေကိုသတိထားဖို့လိုပါတယ် decision fatigue ဆုံးဖြတ်ချက်ချရပြန်များပြီးပြင်ပန်းခြင်းလူတယောက်ဟာတနေ့တာလောက်ဆုံးဖြတ်ချက်တွေအများကြီးချရတဲ့အခါညနေပိုင်းမှာဆုံးဖြတ်ချက်အမှားတွေချတတ်ပါတယ်ဒါကြောင့်အရေးကြီးတဲ့ကိစ္စတွေကိုစိတ်ကြည်နေဆုံးချိန်မှာဆုံးဖြတ်ဖို့ကြိုးပမ်းထားပါတယ်အချင်းချုပ်အခန်းခုနှစ်ကသင်ကိုအချက်အလက်တွေကိုစုဆောင်းလို့အဆင့်ကနေထိရောက်တဲ့ရလဒ်တွေဖန်တီးသူအဆင့်ကိုမြင့်တင်ပေးလိုက်ကြပါအခန်း၈ဟာတင်ယူခဲ့သမျှနီလန်အားလုံးကိုစုစည်းပြီးမိမိရဲ့ဘဝတစ်ခုလုံးတိုးတက်ပြောင်းလဲလာအောင်ဘယ်လိုအသုံးချရမလဲဆိုတာကိုလမ်းညွှန်ထားပါတယ်အခန်း၈မိမိကိုယ်ကိုတိုးတက်ပြောင်းလဲစေရန်ဝေဖန်မှချတွေးခေါ်မှုကိုလက်တွေ့အသုံးချခြင်း critical thinking for personal growth ဒီအခန်းမှာဝေဖန်မှချတွေးခေါ်မှုဟာကျောင်းသင်ခန်းစာဒါမှမဟုတ်အလုပ်ခွင်တွေမဟုတ်ပဲဘဝနေထိုင်မှုပုံစံတစ်ခုဖြစ်လာဖို့အလေးပေးထားပါတယ်နံပါတ်1အတွေးကိုပြန်လည်ဆန်းစစ်ခြင်း metacognition ဒါဟာတွေးနေတာကိုပြန်တွေးတာပါမိမိရဲ့အတွေးဖြစ်စဉ်ကိုမိမိဘာသာပြန်ကြည့်ပြီးငါဘာလို့ဒီလိုတွေးမိရလဲငါဒီဆုံးဖြတ်ချက်မှာဘလို့အမြင်ဆောင်မှုတွေပါနေလဲဆိုတာကိုအမြဲဆန်းစစ်နေဖို့လိုပါတယ်နံပါတ်2အသိပညာဆိုင်ရာနှိမ်ချမှု intellectual humility တကယ်ပညာရှိတစ်ယောက်ဟာမိမိမသိသေးတာတွေကိုဝန်ခံရသူဖြစ်ပါတယ်ဝေဖန်မှချတွေးခေါ်သူတစ်ယောက်အနေနဲ့မိမိအမြင်မှားယွင်းနေကြောင်းသက်သေတွေ့ရင်အဲ့ဒါကိုရဲရဲဝံ့ဝံ့လက်ခံပြီးပြုပြင်ပြောင်းလဲလုပ်ဖို့သင်ကြားပေးပါတယ်နံပါတ်3စိတ်ခံစားမှုနဲ့ယုတ်တိဗေဒကိုပေါင်းစပ်ခြင်း balancing emotion and logic ကျမတို့ဟာစိတ်ရောက်တယ်မဟုတ်တဲ့အတွက်စိတ်ခံစားမှုကိုအကုန်ဖတ်ထုတ်လို့မရပါဘူးဒါပေမဲ့အဲ့ဒီစိတ်ခံစားမှုကြောင့်အမှားမချမိအောင်သတိကပ်ဖို့နဲ့စိတ်လှုပ်ရှားနေချိန်မှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုခိတ္တဆိုင်ငံထားတတ်ဖို့လိုပါတယ်နံပါတ်4တသက်တာသင်ယူသူဖြစ်ခြင်း lifelong learning လောကမှာအမှန်တရားတွေကအမြဲပြောင်းလဲနေပါတယ်ဒါကြောင့်အမြဲတမ်းမေးခွန်းထုတ်တဲ့စိတ်စူးစမ်းလိုတဲ့စိတ်ကိုဝင်ယူပြီးဗဟုသုတအသစ်တွေကိုဝေဖန်ပါချပြီးဆက်လက်စီးပူးနေဖို့တိုက်တွန်းထားပါတယ်နံပါတ်5ပုံမကောင်းမွန်သောလူအတိုင်းဝိုင်းတိဆောက်ခြင်းလူတိုင်းကဝေဖန်မှချဒုက္ခနိုင်စရှိလာရင်အငင်းပွားမှုတွေညွန်နေလာပြီးအမုန်းစကားတွေသတင်းမှားတွေရက်ခတ်မှုခံရမှာမဟုတ်ပါဘူးဒါဟာမိမိတို့တင်မဟုတ်ပဲပတ်ဝန်းကျင်တို့မှာအကျိုးရှိစေတဲ့ရည်ချင်းပဲဖြစ်ပါတယ်ညီကုန်းချုပ် conclusion of the book စာရေးသူကဒီစာအုပ်ကိုအတွေးခေါ်ဟာတင်းဘွားရဲ့ကံကြမ္မာကိုဖန်တီးတာဖြစ်လို့တင်းရဲ့အတွေးတွေကိုရှင်သခင်ဖြစ်အောင်လုပ်ပါဆိုတဲ့သတင်းစကားနဲ့ဆုံးသက်ထားပါတယ်ဒီစာအုပ်ထဲမှာပါတယ်ဘယ်အခန့်အောင်ကြိုက်ဆုံးလဲဆိုတာပြပြပေးခဲ့ကြပါအောင်နော်တစ်ချိန်တည်းမှာပဲကိုမျှရေးပေးခြင်းနဲ့အချစ်အဆုံးမိတ်ဆွေစီကိုလည်းမျှရေးပေးခဲ့ပါဒီလိုကိုဘွားအတွက်အရေးကြီးတဲ့သင်ခန်းစာတွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်တော့ရွှေ audio book ကို subscribe လုပ်ထားဖို့လုံးဝမမေ့ပါစေနဲ့နော်